ကျွန်တော်ကတော့ MUNPDF ကရဲဘော်တယောက်ဖြစ်တယ်ပြီးရင်ကျွန်တော်2021ပေါ့နော်2021အာနာသိမ့်ပြီးတဲ့ကကျွန်တော် MUNPDF ရဲ့ပတ်စင်၄စစ်ပညာကိုကျွန်တော်သင်တက်မြောက်ခဲ့တယ်ပေါ့ပြီးရင်ကျွန်တော်ဒီ2023ကနေပြီးတော့2025အထိကိုကျွန်တော်တိုင်မှုတယောက်အနေနဲ့တာဝန်ထမ်းဆောင်ပေးခဲ့ပါတယ်ဟုတ်ဒါဆရာကိုဖမ်းတဲ့ကိစ္စဆိုရင်လည်းဒါကြိုတင်ပြီးတော့မှကြံစီဖမ်းဆီးတဲ့ကိစ္စလည်းဖြစ်တယ်ပြီးရင်ကျွန်တော်တို့ဒီအာဏာသိမ်းမှုလည်းဖြစ်တယ်ပေါ့ပြီးတော့အဓိကကတော့ဒါသူတို့ကြိုက်တဲ့ခေါင်းစဉ်တက်လို့ရအောင်ဆရာကိုလူစိုးဆက်သွင်းထားတာပေါ့ပြီးတော့ဒါဆရာကတော့ရှင်းရှင်းပြောရင်ကျွန်တော်တို့တော်လိုင်းရေးပြီးဖို့ရယ်ကျွန်တော်တို့ဒီမန်လေးစစ်စင်အောင်မြင်မှုအတွက်ရယ်သူဒီဇိုင်းမတ်စူးစမ်းပြီးလုပ်နေတယ်ပြီးရင်ကျွန်တော်တို့ဒါနောက်ထပ်ဘာရှိလဲဆိုရင်ကိုရီစာဆန်းတို့ပြီးရင်ကျွန်တော်တို့ဒီကိုစိုးသူအားစော်တို့ပေါ့သူတို့ကဒီ MUNPDF ကိုချဲလဲခြင်းလို့နေရာကောင်းလိုချင်လို့ဒါသူတို့တွေဒီအာနာသိမ့်တဲ့ကိစ္စကိုကြိုးပမ်းခဲ့ကြတာပေါ့ဒီကိုရီစာဆန်းတို့ဒါဒေါက်တာစိုးသူအားစော်တို့ကဒီအာနာသိမ့်မှုကိစ္စကိုလုပ်ဖို့အတွက်ကိုသူတို့၈လလောက်ပြင်ဆင်ခဲ့ကြတယ်ပေါ့ဒီ၈လလောက်ပြင်ဆင်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒီ MUNPDFတပ်ဖွဲ့ပြုတ်ဝဲလာတဲ့အကြောင်းရင်းတွေကဒီကိစ္စကြီးအကြောင်းလည်းပါတယ်ပြီးရင်ကျွန်တော်တို့ဒီအာနာသိမ့်မှုပြီးတဲ့ချိန်မှာကျွန်တော်တို့ MUNPDFတပ်ဖွဲ့ရဲ့စစ်ရေးတွေကျွန်တော်တို့ဒီဆုံရှုံမှုတွေနယ်မြေတွေပေးရတဲ့ကိစ္စတွေပေါ့ဒီကိစ္စတွေမှာရောကျွန်တော်တို့ဒီ NUG အနေနဲ့ဘယ်လိုတောင်းယူမှာလဲပေါ့ NUG ကတော့မှသူ့ကိုယ်သူတော့မှဒီစေယုံချုပ်ရော MOD ရောဟိုနိုင်အောင်မကုတ်ကဲနိုင်ဘူးပေါ့ဒါတွေကိုသူတို့ဘယ်လိုတောင်းယူမလဲပေါ့ပြီးတော့ကျွန်တော်တို့ဒီကွန်မွန်တိုင်းမရှိတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒီတရင်မှုတွေရောရဲဘော်အများစုရောပေါ့ဒါကျွန်တော်တို့တပ်ဖွဲ့မှာဆက်ပြီးတော့မှတောင်းထမ်းဆောင်မှုသူတို့ဆက်လက်တောင်းမယူချင်ကြတော့ဘူးပေါ့ဘာလို့လဲဆိုရင်တော့ဒါတော့ရှင်းရှင်းလေးပါကျွန်တော်တို့ဒီအာနာသိမ့်တဲ့ကိစ္စဖြစ်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့စစ်ဦးစီးအဖွဲ့ဝင်တွေရောဒီပြေးသွားတဲ့တချို့တကအရာရှိတွေရောရဲဘော်တွေရောသူတို့ဒါဖမ်းဆီးဖို့စီစဉ်ကြတယ်အဲ့ဒီခါတွေကိုလည်းရှင်းရှင်းပြောရင်ဒါသူတို့တွေဒီလိုမျိုးဖမ်းဆီးဖို့စီစဉ်နေတဲ့အချိန်ကျွန်တော်တို့ရဲဘော်တွေကလည်းဟိုအားလုံးငြိမ်ခမ်းနေရတော့မဟုတ်ဘူးဗျရှင်းပြောရင်ဒါတော်လိုင်းရေးလုပ်နေတဲ့ကိုရဲဘော်ရဲဘက်အချင်းချင်းကြောင့်မို့တာငြိမ်ခမ်းနေကြတာတကယ်ကတော့ဟိုဒီအချင်းတွေကိုဘယ်သူမှလက်ခံကြတာမဟုတ်ဘူးကျွန်တော်တို့ဒီကွန်မွန်တိုင်းရဲ့မန်လေးသိမ့်ပတ်ရေးစီမန်ချက်တွေဘာကြောင့်ပြရတယ်လဲဆိုရင်ကျွန်တော်တို့ဒီစေယုံချုပ်ပေါ့စေယုံချုပ်ကသူတို့ရဲ့စေယီမန်ချက်အလွဲမားတွေကိုဆရာချပြမှာအရန်သူတို့စိုးရင်ကြတယ်ပြီးရင်ကျွန်တော်တို့ဒီ MUNPDF ရဲ့စစ်စင်ရေးတွေကျွန်တော်တို့ MUNPDF တပ်ဖွဲ့ရဲ့ဖွဲ့စည်းမှုတွေပြတ်သုံးရတဲ့အကြောင်းရင်းကလည်းဒီကိစ္စတွေကြောင့်ပဲဆရာကိုဖမ်းရတဲ့အဓိကအကြောင်းရင်းတွေပဲကျွန်တော်တို့ကျွန်တော်ကွန်မွန်တိုင်းပေါ့ကွန်မွန်တိုင်းဥဆောင်တဲ့ MUNPDF ကတာဒီမန်လေးပြည်ဦးတွေစစ်စင်ရေးတွေအောင်မြင်ကြည့်ပါလားတကယ်လို့တော့အောင်မြင်ခဲ့ရင်သူတို့ဒီစီယုံချုပ်ဆိုတာကြီးဘာဖြစ်သွားမလဲဆိုတော့အမြင်ကနေကြည့်ပေါ့ဘာဖြစ်သွားမလဲပေါ့တကယ်လို့ဒါဒီစစ်စင်ရေးတာအောင်မြင်သွားရင်သူစီယုံချုပ်ဒါဆရာကိုတော်တော်လေးညှို့ညင်သွားကြမှာပေါ့ကျွန်တော်ဒီမိုးကုတ်သိန်းတဲ့ကိစ္စဆိုရင်လည်းဒါမိုးကုတ်သိန်းတာဒါဒေါက်တာစုသူကဆိုအဓိကဥဆောင်တာမဟုတ်ဘူးဗျာဒါကျွန်တော်တို့ဒီတစ်တုံညာနှစ်ခွန်စတဲ့ကွန်မွန်တိုင်းဥဆောင်ပြီးတော့မှဒါအကုန်လုံးလောက်လာကြပေါ့အဓိကဒေါက်တာစုသူကဆိုတာဘယ်နေရာမှာတောင်းယူရလဲဆိုရင်ကျွန်တော်တို့ဒီမိုးကုတ်သိန်းတဲ့ကိစ္စမှာဒရုန်းတောင်ကန်တယောက်အနေနဲ့သူတောင်းယူရတယ်အဲ့ဒါကိုလည်းဒါဆရာရှင်းပြောရင်သူ့အနေနဲ့သူကနာမည်မခံဘူးရှင်းပြောရင်တော့ဘာလို့လဲဆိုရင်တော့ဒီသူကတော်လိုင်းအောင်မှုပဲဒီဇိုင်းမတ်လောက်လာတာဗျာဟိုတော်လိုင်းမှာကျွန်တော်တို့ဒီနာမည်ကောင်းရဖို့အတွက်တော်လိုင်းအောင်မှုပဲအဓိကသူဒီဇိုင်းမတ်နဲ့အားဆိုင်ပြီးလုပ်ခဲ့တယ်ပြီးရင်ကျွန်တော်တို့ဒီတစ်တုံညာနှစ်ခွန်စစ်စင်ရေးတွေဒီကျွန်တော်တို့နောင်ချိုစစ်စင်ရေးတွေမရယာစစ်စင်ရေးတွေအဓိကကွန်မွန်တိုင်းတို့ပြီးရင်ကျွန်တော်တို့ TNL မဟာမိတ် TNL ဒါသူတို့အဓိကဥဆောင်ခဲ့တာပေါ့အဲ့ဒါတွေကိုလည်းဆရာကဒါ
သူ့အနေနဲ့တောင်းမခံခဲ့ဘူးပြီးရင်ကျွန်တော်ဒီကိစ္စကြီးပြောရတာလဲဒါဆရာအနေနဲ့ကြိုက်မှာမဟုတ်ဘူးဗျာဒါပွင့်လင်းပြောတာဒါကျွန်တော်အမြင်ပြောတာပေါ့ဟိုဒေါက်တာဆိုးသူကတော့ရှင်းပြောရင်ဒါသူသိမ်းခဲ့တဲ့နေမီလည်းမဟုတ်ဘူးရှင်းပြောရင်ဒါဒုံးတောင်ဝင်တရားအနေနဲ့ဥဆောင်တာပြီးရင်ကျွန်တော်တို့ဒီ9မိုင်စစ်စင်ရေးတွေ9မိုင်စစ်စင်ရေးတွေဆိုရင်လည်းအဓိကဥဆောင်တာကဒါကွန်မွန်တိုင်းဥဆောင်ခဲ့တာကြီးပဲဒါတွေကိုဆရာကနာမည်ကောင်းမယူဘူး online ပေါ်မှာလည်းတက်ပြီးအားချောင်းနေတာလည်းမရှိဘူးပေါ့အဓိကကျွန်တော်တို့ဒီနေမီတွေသိမ့်ပိုက်ရေးတွေကျွန်တော်တို့ပြီးရင်ကျွန်တော်တို့ရဲဘော်တွေရှေ့တန်းရဲဘော်တွေနောက်တန်းရဲဘော်တွေစစ်အောင်မှုရေးဒါလက်နက်ခဲယမ်းအစဘန္နာငွေကိစ္စအစသူရုန်းကန်ပြီးတော့မှသူစူးစမ်းပြီးလုပ်ခဲ့တယ်ပေါ့အဓိကဒါစိုးသူအားဆိုရင်လည်းသူဆိုရင်ဒါ online ပေါ်မှာတော်တော်နာမည်ကြီးကျင်တဲ့သူတယောက်ပေါ့ဘာလို့လဲဆိုရင်ရှင်းပြောရင်အများအားမီဒီယာပေါ်မှာဟိုနေရာလဲဖြေဒီနေရာလဲဖြေပြီးရင်ကျွန်တော်တို့ဘာမိုးကုတ်မှာမိုးကုတ်ပြူကနေလာအတူဇလန်းတောင်မှာသူတို့ရိုက်မယ်ဆိုပြီးကျွန်တော်တို့မီဒီယာပေါ်မှာတက်လာတယ်ပေါ့ရှင်းပြောရင်ဒါစိုးသူအားဆိုတာမီဒီယာမှာသူနာမည်ကြီးကျင်တဲ့ထဲမှာသူတော်တော်ပါတယ်ပြီးရင်ကျွန်တော်ကြားသိရတဲ့လောက်ဆိုရင်ဒီကွန်မွန်တိုင်းကိုဖန်တဲ့ကိစ္စဆိုရင်လေဒါသူတို့ရဲ့အပြစ်တွေပေါ့ဒါသူတို့ရဲ့အပြစ်တွေကိုဆရာပေါ်ပုံချတယ်ကျွန်တော်ကတော့အဲ့လိုပဲမြင်တယ်သူတို့ရဲ့ဒါစစ်စင်အလွဲမားတွေတချို့လုပ်ငန်းစဉ်တွေလွဲမားနေတဲ့ဟာတွေကိုဒါသူတို့ပေါ်မှာကြောင်းမို့တာဆရာပေါ်မှာအကုန်လုံးလွှဲချတယ်ဆရာကိုဖမ်းတယ်ပြီးရင်တကယ်လို့သူတို့တတိရှိရင်ပေါ်တင်နေပေါ့သူတို့လိုက်လွင်ပြီးအမှုစစ်ရလာပေါ့တကယ်လို့သူတို့အမှုစစ်ရတဲ့ဆိုရင်ဒါရှင်းပြောရင်သူတို့ပြောတဲ့လူခွင့်ရေးတွေဘယ်မှာလဲလူခွင့်ရေးတွေအခုချိန်ဒီကျွန်တော်တို့ကွန်မွန်တိုင်းဘယ်မှာရှိလို့ရှိမှလည်းမသိဘူးသူကျမ်းမာရေးအခြေအနေကောင်းလားဆိုတာလည်းကျွန်တော်တို့အနေနဲ့ဘာမှမသိရဘူးဒါကျွန်တော်တို့ဆိုတာထားလိုက်တော့သူ့ရဲ့မိသားစုတွေအခုချိန်ဒီအဆက်အသွယ်မရဘူးကဲဒါတွေကိုဘယ်သူကတောင်းယူမှလဲဘယ်သူကတောင်းခံမှလဲဒါကျွန်တော်တို့အခုလက်ရှိသတ်မှတ်ထားတဲ့ NG ဆိုတဲ့အစိုးရရောဒါတွေကိုတောင်းယူမှလားတောင်းခံမှလားဒါကျွန်တော်တို့ရဲဘော်တအူတယောက်အနေနဲ့ဒါကျွန်တော်တို့ရဲ့အမြင်တွေကိုချပြတာပြီးတော့ကျွန်တော်တို့ဒီသူတို့ရဲ့စေရီမန်းချက်တွေပေါ့အဲ့ဒီဟာတွေကိုဆရာပေါ်လွှဲချပြီးတော့မှတစ်ချိန်ကျရင်ကျွန်တော်တို့ဆရာထွက်ပြေးသွားပါပြီအချုပ်ကနေထောင်ဖောက်သွားပါပြီဆိုပြီးတော့မှဘယ်ချိန်သတင်းထုတ်ပြန်မယ်ဆိုတာကျွန်တော်တို့အရန်အကြောက်ဆုံးပဲဘာလို့လဲဆိုရင်ဒါဆရာအနေနဲ့ तू မဟုတ်ဟိုအမှန်တကယ်မလုပ်ထားတဲ့ကိစ္စဗျာရှင်းပြောရင်ဒီကိစ္စရေ तू လုပ်ခဲ့တာမရှိဘူးရှင်းပြောရင်ကျွန်တော်တို့အနေနဲ့တောင်းယူရဲတောင်းခံရဲတယ်တကယ်လို့ဒါဆရာဒါအဲ့လိုမျိုးသူ့ရဲ့လုပ်ရက်တွေလွဲမှားခဲ့ရင်တော့မှသူ့အနေနဲ့ထွက်ပြေးမှလည်းမဟုတ်ဘူးဒါကျွန်တော်တို့အနေနဲ့ဆရာပေါ်ယုံကြည်ချက်ပေါ့ပြီးရင်ကျွန်တော်တို့ဒီဥပမာပေါ့ကျွန်တော်တို့ဒီစင်ကူးမြို့နယ်ကနေစုပ်ပေးရတဲ့အခြေအနေဆိုရင်လည်းဒါဘယ်လက်နက်ခဲယမ်းမှလည်းမပြတ်ဘူးပေါ့ဒါသူတို့အနေနဲ့လက်နက်ခဲယမ်းပြတ်လို့တို့ဘာဖြစ်လို့ညာဖြစ်လို့တို့သူတို့ပြောရင်ပြောလိမ့်မယ်အမှန်တကယ်ဘယ်လက်နက်ခဲယမ်းမှလည်းမပြတ်ဘူးရှင်းပြောရင်ကျွန်တော်တို့ဒီစင်ကူးစစ်စင်မကဘူးဗျာကျွန်တော်တို့ဒီမန်းလေးသိမ့်ပိုက်ရေးကိစ္စကြီးကျွန်တော်တို့လက်နက်ခဲယမ်းသုံးမှုအတွက်အမြောက်များရှိတယ်ဒါဆရာရှာထားတဲ့ဟာကြီးအနေဦးရှိတယ်ဟိုကျွန်တော်တို့ဒီစုတ်ခွာရေးကိစ္စနဲ့ပတ်သက်ပြီးပြောရရင်ပေါ့ကျွန်တော်တို့ဒီတကောင်းဘက်ကိုစုတ်ခွာတဲ့အချိန်မှာကျွန်တော်တို့ကွန်မွန်တိုင်းအနေနဲ့လက်မခံခဲ့ဘူးဘာလို့လဲဆိုရင်ဒီတကောင်းဘက်ကိုစုတ်ချင်းအပြင်ကျွန်တော်တို့တက်တည်ရဲ့စုဖွဲ့အနာရရေးပေါ့စုဖွဲ့အနာရရေးမှာဆိုရင်ကျွန်တော်တို့ဒီတကောင်းကိုစုတ်တယ်ထားပါဦးရန်သူကတကောင်းကိုတိုးလာတယ်ဆိုရင်ကျွန်တော်တို့အနေနဲ့နားချိန်လည်းမရဘူးစုဖွဲ့မှုလုပ်ဖို့လည်းအချိန်မရဘူးပြီးရင်ကျွန်တော်တို့ဒီဆရာလက်မခံဘူးဆိုတာကတကောင်းကိုမစုပ်ဖဲနဲ့ကျွန်တော်တို့ဒီရှမ်းမြောက်ပေါ့ရှမ်းမြောက်ကွင်ကိုစုပ်တဲ့ချိန်မှာဆိုရင်ဒီရဲဘော်ကြီးလည်းအနာရမယ်ပြီးရင်ရန်သူကတကောင်းလိုနေရာမျိုးတိုက်နေတဲ့ချိန်မှာကျွန်တော်တို့ကမိုးမိတ်လိုနေရာမျိုးတက်ဆောက်လိုက်ရင်ပို့ပြီးတော့မှအဆင်ပြေနိုင်တယ်ပေါ့အဲ့ဒါကိုဒါဆရာအနေနဲ့ဟိုစဉ်းစားဆုံးဖြတ်တယ်ပြီးရင်ဒါသူ့ရဲ့စဉ်းစားဆုံးဖြတ်ချက်ကိုလည်းဒါအကုန်လုံးသူတို့အစည်းအဝေးမှာ
တင်ပြတယ်ပေါ့ဒါကိုလည်းလက်မခံဘူးလက်မခံတဲ့ပြင်ဒါဆရာကိုဖမ်းဆီးဖို့အတွက်သူတို့ဒီ MNUI PDF ကိုလုံးဝထိန်းချုပ်ဖို့အတွက်ပေါ့ကျွန်တော်တို့ဒီ15ရက်နေ့မနက်မှာဆရာကိုဝင်ရောက်ဖမ်းဆီးအကြမ်းဖက်ဖမ်းဆီးခဲ့ကြတယ်ပေါ့ဟုတ်ဒါကျွန်တော်အနေနဲ့သက်ဆိုင်ရာတောင်းရှိသူတွေကိုတောင်းဆိုချင်တာကတော့အချက်နှစ်ချက်ရှိပါတယ်ပထမတစ်ချက်ကကျွန်တော်တို့ဒီဖန်ဆီးခံထားရတဲ့ကွန်မွန်တိုင်းကိုပေါ့ကျွန်တော်တို့ဒီလူခွင့်ရေးတွေစံချိန်စံညွှန်းတွေနဲ့အညီတရားစီရင်ရေးရပြီးရင်ကျွန်တော်တို့ဒီမိသားစုနဲ့တွေ့ခွင့်ဖြစ်ဖြစ်ဆက်သွယ်ခွင့်ဖြစ်ဖြစ်ပေးရေးရဒုတိယတစ်ချက်ဆိုရင်ကျွန်တော်တို့ဒီကွန်မွန်တိုင်းဖန်ဆီးမှုကိစ္စမှာတက်ကနေစွန့်ခွာသွားတဲ့ရဲဘော်တွေအရာရှိတွေဒါတွေကိုလိုက်လံဖန်ဆီးတဲ့ကိစ္စတွေရပြီးရင်ကျွန်တော်တို့ချင်းချောက်တဲ့ကိစ္စတွေရမလုပ်ဖို့ရဘူးဒါကျွန်တော်အနေနဲ့တောင်းဆိုချင်ပါတယ်